20လောက်တက်တန်းကိုတူသွားစေတဲ့အမူကျင့်ဆို6ခုပထမတစ်ခုဒီရေလုံလောက်အောင်မတောက်ခြင်းတနေ့ကို2လီတာ3လီတာတောက်ဖို့လိုအပ်ပါတယ်အေးရေးဝအောင်မအိတ်ခြင်းတနေ့ကို9နာရီအနည်းဆုံးဖြစ်အောင်အိတ်ဖို့လိုအပ်ပါတယ်လှုပ်ရှားမှုနေခြင်း physical activity မရှိခြင်းစရုပ်ထတစ်ချက်သည်ညစာနောက်ကျမှစားခြင်းပစ္စမတစ်ချက်သည် stress များလွန်ခြင်းနောက်ဆုံးအချက်သည်ပါဇက်နဲ့အသက်ရှူခြင်းဟောနှာခေါင်းနဲ့ရှူလို့မရလို့ပါဇက်နဲ့ရှူတာလေဆိုရင်နှာခေါင်းနဲ့ရှူလို့မရတဲ့ reason ကိုဆရာဝန်နဲ့ပြပြီးတိုင်ပင်ရမှာဖြစ်တယ်နားနှာခေါင်းလည်းကြောင်းဆရာဝန်နဲ့ပြဖို့လိုအပ်ပါတယ်တခုချင်းစီကိုရှင်းမယ်ဆိုဒီဗီဒီယိုက7မိနစ်စာလောက်ဖြစ်သွားမယ်အတူချုံပြောပြခြင်းဖြစ်ပါတယ်ဒီ6ချက်မှာမိတ်ဆွေဘယ်နှချက်လုံးမိနေပြီလဲပြင်ဖို့လိုအပ်ပါတယ်တွေးစရာတခုရရင် yes တော့မှပေးပါကျွန်တော်9နိုင်ဦးပါကျေးဇူးတင်ပါ